အခုလောကကြီးမှာရှိနေတဲ့သိစရာဝင်ကြီးလောကဓာတ်ပညာရှင်တွေကပေါ်နေတယ်အခုလောကဓာတ်ပညာရှင်ရုပ်ဝါဒဒီပေါ်တော့ရုပ်ကိုကြည့်ဓမ္မကြီးနဲ့ရိုက်တဲ့တော်တော်လေးကဥပဒေဟောမှာဥဒေညောင်းကခေါ်ရိုက်လို့အရိုက်ခံခဲ့ရတယ်ရာဓမ္မကြီးအသေးမှာအဆုံးမှာဘာဖြစ်တယ်ဆိုလားအရိုက်ခံခဲ့ရတယ်ရုပ်ဝါဒတွေကိုအကြောင်းတရားအကျိုးတရားမဟုတ်အကြောင်းနဲ့အကျိုးပဲဒီရုပ်နဲ့ဒီနာဖြစ်တာအကြောင်းနဲ့ဒီအကျိုးအဲ့တော့သိစရာဝင်ကြီးတွေကနေပြီးတော့ပုဂ္ဂိုလ်တိုင်းအပေသံဃာကိုနစ်မြုပ်သွားအောင်ကိုယ်တို့ဝက်တို့နွားတို့ကြက်တို့ပြောင်းလောကဓာတ်ပညာရှင်ကြီးတွေကနေပြီးအပေသံဃာကိုဖွက်ထားတယ်။ဘာကြောင့်လဲတဲ့သူတို့ချိန်သွားလို့ချင်းဓမ္မရိုက်တယ်ရုပ်ကိုကြည့်ရုပ်ကိုကျတော့အသေးကကွက်နေတယ်တဲ့အဆုတ်ကနားနေတယ်လို့ပြောတခါတည်းဓမ္မရိုက်ကြည့်ကြည့်အကြောင်းတရားအကျိုးတရားကိုမသိဘူးနာရုပ်ကိုမသိဘူးရုပ်ကိုဓမ္မရိုက်ပြီးကြိုက်တော့အဆုတ်နာအသေးနာကင်ဆာသွေးတို့ယောဂအဲ့ဒါဒီတက်ပေးကြတယ်အဲ့တော့ပုဂ္ဂိုလ်တွေကမသိဘူးယုံနာလည်းမသိဘူးတက်ကြီးလေးပါလည်းမသိဘူးဘယ်တက်ကလွန်ကဲတယ်ပထဝီလွန်ကဲတယ်အာဘောလွန်ကဲတယ်တေသောလွန်ကဲတယ်ဘယ်တက်ကလွန်ကဲနေခြင်းကြောင့်ဘယ်တက်ကိုတတ်ပြန်မှာအကြောင်းကိုတတ်မှာအကျိုးရမယ်ဆိုတဲ့အကြောင်းတရားအကျိုးတရားကိုယုံနာကိုသိမသိတာသိစရာဝင်ကြီးတွေအားကိုသိစရာဝင်ကြီးတွေတော့ရင်ခွဲတိုက်ခဲ့သွားတာသိယုံများကားနဲ့တိုက်ထုတ်နေတာပဲရင်ခွဲတိုက်တယ်သိအားကိုတော့ပဲအားကိုဆရာဝင်ကြီးတွေတော့ကြာသေးတာပဲအဲ့တော့မသိကြတော့သိစရာဝင်ကြီးတွေကကင်ဆာယောဂအဆုတ်ယောဂအသေးယောဂလို့ရုပ်ဝါဒရုပ်ကြပြီအကြောင်းတရားနှံကိုမတတ်ဘူးအကြောင်းအကျိုးကိုသိဖို့ဟာကိုဘယ်အကြောင်းကြောင့်ဘယ်အကျိုးရဲ့လို့ဒီလိုမဟုတ်တော့ပါလေတဲ့ရုပ်ဝါဒဒီရုပ်ကြပြီအသေးယောဂအဆုတ်ယောဂကင်ဆာယောဂအဲ့ဒါတွဲတော့တာပဲငါအဆုတ်ယောဂဆိုတော့သိရမှာကြောက်အဆုတ်ယောဂအသေးယောဂကင်ဆာယောဂဆိုတော့ကြောက်သိရမှာကြောက်ကာညောက်ဖြစ်တဲ့ရုပ်ပဲအသက်60နေရမယ်ပုဂ္ဂိုလ်အသက်60နေရ90နေရမယ်ပုဂ္ဂိုလ်90နေရမယ်အတိတ်ကသီလကုသိုလ်ကစေရနာအားသာရင်အသက်ရှိတယ်80နေရမယ်ပုဂ္ဂိုလ်80နေမယ်ရေနဲ့စေရမယ်ပုဂ္ဂိုလ်ဒီမှာသင်နေလို့မသိဘူးယထာစိတ်တွေလို့မသိဘူးမီးလောင်စေရမယ်ပုဂ္ဂိုလ်ရေနဲ့မသိဘူးရေနဲ့စေရမယ်ပုဂ္ဂိုလ်အပြောက်ကြီးနဲ့ပြည့်မသိဘူးဟုတ်ကံနဲ့သူပါလားအတိတ်ကကံကြောင့်ဖြစ်တဲ့ရုပ်ကံဤအကျိုးဒီကံကြောင့်ဖြစ်တဲ့ရုပ်ဟာကိုကံကုန်ပြည့်ရကံကုန်ပြည့်ရမှာမဟုတ်ဘူးကြောက်တယ်တရားမှာကြောက်တော့ဘလို့အာကိုကြာဝင်ကြီးတွေနဲ့တော့ကြာသေးတာဒီရုပ်နဲ့ဒီနာပြည့်ရမအိုးပဲမနာပဲမသေးပဲလို့မရဘူးသိရမှာအဲ့ဒီတော့ကံအကျိုးကိုမသိဘူးအဲ့တော့တရားဝင်ကြီးတဲ့လောကဓာတ်ပညာရှင်ကြီးတွေကနေပြီးတော့အားပေးလိုက်ဘယ်အားပေးလိုက်အပေလေးပါသွားစီတတ်တဲ့ဆွဲလာအောင်မိစ္ဆာဒိဋ္ဌိသက္ကာယဒိဋ္ဌိပြောင်းတခါတည်းပေးလိုက်တာပဲတခါတည်းအဆုတ်ယောဂပါလို့ဆိုတော့အဆုတ်ယောဂကြီးကတော့အဆုတ်ယောဂပြည့်သိရမှာကြောက်လားအဲ့လိုတွဲလာအဲ့ဒါပါလေအပေသွားမှာမိစ္ဆာဒိဋ္ဌိရုပ်ဝါဒအပေလေးပါသွားတဲ့ကံတွေဟာ24နာရီရှိတော့တဲ့အနက်ကငါတို့ဘယ်ကံတွေကြပြုတ်ထားတယ်ကိုပြုတ်တဲ့ကံကိုရမယ်သူများမရအောင်ကိုဆောက်လုပ်ထားတဲ့အိမ်ကိုနေရမယ်သူများမနေရအောင်ဘာကြောင့်လဲကိုပြုတ်တဲ့ကံကိုဆောက်လုပ်ထားတဲ့အိမ်ကိုဆောက်လုပ်ထားတဲ့အိမ်ကိုနေကြရမယ်ကိုပြုတ်တဲ့ကံကိုရမယ်ကံရောက်ဖြစ်တဲ့ရုပ်ဒီရုပ်နဲ့ဒီနာအဲ့တော့ငါတို့ပြုတ်ထားတဲ့ကံဘယ်ကံနေလဲ24နာရီရှိတဲ့အနက်ကကောင်းတဲ့အာစိန်ကံပြုတ်သလားမကောင်းတဲ့အာစိန်ကံပြုတ်သလားဆိုတော့ကိုယ်စိတ်ကကိုယ်သိရောဗျတဲအင်းကူဆရာတော်ကြီးဤတရားများကိုနာယူရန် subscribe နှိပ်ပေးကြပါဦးအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်